ကျုပ်တို့မှာရှိတဲ့အုံနောက်ဟာအခက်ငယ်ပေါင်းများစွာရှိတဲ့အိမ်ကြီးတစ်လုံးဒါမှမဟုတ်တိတ်ကြီးတစ်တိတ်ဆိုရင်အသုံးဝင်တာဆိုရင်အသုံးလို့ရင်သုံးဖို့ရမယ်အသုံးဝင်တာတွေဆိုရင်အသုံးလို့ရင်သုံးဖို့မရှိဘူးကျောင်းဝင်မှာအုံနောက်ထဲမှာအခက်ငယ်ပေါင်းများစွာရှိတယ်ဆိုတာနေ့စဉ်နဲ့များအဲ့ဒီအခက်ငယ်ထဲမှာကောင်းတာတွေသိမ်းစိမ့်ကြတယ်မကောင်းတာတွေသိသိကြတယ်တချို့သူတွေကလည်းဒီစိတ်ဆိုးရှင်းမမာနထားရှင်းအညို့အာဃာတထားရှင်းဖို့ငါဘယ်သူကိုစိတ်ဆိုးရဲဘယ်သူကိုစိတ်အားကြီးဆိုးရဲငါဘယ်သူအညို့ရှိရဲငါဘယ်သူလက်စားရှင်းမယ်အစစကိုမကောင်းတဲ့အမိတ်တွေကိုဦးနောက်မှာတွားပြီးတော့အခန်းထဲမှာတွားပြီးထိကြတယ်တချို့သူတွေကကြာတော့အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့အတွေးကိုနဲ့ပတ်သက်ပြီးတော့ကောင်းတဲ့ပြင်ရရက်တွေကိုအုံနောက်ရဲ့အခက်ငယ်တွေထဲမှာတွားပြီးတော့သိသိကြတယ်အုံနောက်ထဲမှာပစ္စည်းဒီအတွေးကိုကောင်းပြင်ရကောင်းထားတာဟာဘယ်ဟာနဲ့နိုင်ရမလဲဆိုတော့လူတူတယောက်မှာပိုင်ဆိုင်တဲ့ပစ္စည်းနဲ့တွားနိုင်ကြည့်လိုက်ရတယ်ဒါမမျှသေးဘူးဒါပေမဲ့ဒီဟာနဲ့နိုင်ကြည့်အောင်ပတ်စံတစ်ထောင်ရှိတဲ့လူတယောက်ဟာပတ်စံတစ်ထောင်ပေါ်သုံးလို့ရတယ်လို့ပတ်စံ100ပဲရှိတဲ့သူကပတ်စံ100ပဲသုံးလို့ရဖြစ်တယ်အဝစာကောင်းရဲဝေထားတဲ့သူကအဝစာကောင်းရဲသူဝတ်ရှင်နေရှင်ဝတ်လို့ရတယ်အဝစာကောင်းရဲမရှိတဲ့သူကသူဝတ်ရှင်ပါရဲဆိုပေမဲ့ဝတ်လို့မရဘူးဘာဖြစ်လို့မရှိလို့ပေါ့ဒီလူနေပေရပတ်ဝန်းကျင်နေပေရတွေမှာခွေးချသတ်မှတ်ထားကြတယ်ကျောင်းဆရာဒါကကျောင်းဆရာဟဲ့ဆရာဝန်ဒါကဆရာဝန်ဟဲ့ဒါကစာရေးဆရာဒါကစာရေးဆရာဟဲ့အစသာခွေးထားကြတယ်ဘာအတွက်ကြောင့်လဲဒီသူတို့ရဲ့အုံနောက်တွေမှာသူတို့အခက်ငယ်သေးတွေမှာသူတို့နဲ့သိတိုတဲ့လျှောက်ပတ်တဲ့ပညာချက်တွေကိုသူတို့သိသိထားဝင်ကြတော့သူတို့ပညာရှင်တွေဖြစ်လာကြတာဖြစ်တယ်စိတ်ကနေတဲ့လူတယောက်ရဲ့အုံနောက်ထဲမှာဘာရှိမှလဲစိတ်ကမောင်းတဲ့ပညာရဲ့စိတ်ကပြင်းတဲ့ပညာရဲ့ရှိမယ်သူအုံနောက်ထဲမှာဒေါက်တာတယောက်လို့ဆရာဝန်ကြီးတယောက်လို့ဘလို့ခွေးစိတ်မယ်ဘလို့ကုသမယ်ဆိုတာမမက်ထားတော့သူကနေပြီးတော့ဆရာဝန်ကြီးအလုပ်ကိုလုပ်လို့မရဘူးဆရာဝန်ကြီးကလည်းထိုနည်းတူလုပ်ကောင်းမယ်သူ့ရဲ့အုံနောက်ထဲမှာလူနာတွေကိုဘယ်လိုမြောက်ခွေးစိတ်မယ်ကုသမယ်ဆိုပြီးတော့မက်ထားတာရှိရဲ့စိတ်ကားတစ်စီးကိုဘယ်လိုမောင်းမယ်ပြတ်သွားရင်ဘယ်လိုများပြုပြင်မယ်သူ့ရဲ့အုံနောက်ထဲမှာမသိမ့်စိမ့်ထားတဲ့အတွက်ကြောင့်သူကနေပြီးတော့အသုံးချမမြောက်ဖြစ်တယ်ဒါတော့ကြောင့်ကိုယ့်ရဲ့အုံနောက်ထဲမှာဘာတွေကိုသိမ့်စိမှလဲဘာတွေကလိုအပ်လဲကိုဘွားအတွက်တကယ်လိုအပ်တဲ့အသိပညာတွေကိုဘွားသိမ့်စိဖို့လိုအပ်တယ်ကိုယ့်ရဲ့ဘွားဒါမှမဟုတ်ကိုယ့်ရဲ့နိစိန်နေထိုင်မှုကိုအနောက်ရှက်ပေးစေနိုင်တဲ့မမာနဒိုသအညွတ်အာဃာတတွေအစစမနာလိုရှင်းဝန်တိုရှင်းညူစုရှင်းတွေကကိုယ့်ရဲ့အခက်ငယ်တွေမှာတွားပြီးတော့တိမ့်ထားမယ်ဆိုရင်ဒါဟာဘာလဲတူလဲဆိုတော့ဒီကုသယောဂတစ်မျိုးလို့ပေါ့ဒီအခက်ငယ်ထဲမှာမာနထားမယ်ဟိုအခက်ငယ်ထဲမှာအမျိုးမျိုးဖို့စိတ်ဆိုးရှင်းဖို့ဒိုးသားဖို့ညှို့ဆိုးရှင်းဖို့မနာလိုရှင်းဖို့အစစဖြစ်ပေါ်လာမှာပေါ့အိမ်တိမ်နဲ့အိမ်မှာပတင်းပေါက်ရရှိရစေဟိုအခက်နဲ့ဒီခက်နဲ့ကိုသွားစေနိုင်မဲ့တကားပေါက်လေးပတင်းပေါက်လေးတွေရှိရဆိုရင်ကူးပြောင်းဖို့တွေ့တာပေါ့နေရတွေကမကျိုးဘူးဆိုရင်ဟိုဘက်ကနေဒီဘက်ကကြားရတယ်ဒါမှမဟုတ်ဖောက်ထွင်းလို့ရတယ်အဲ့ဒီလိုမျိုးပဲဒီမကောင်းတဲ့အရာတွေကိုယ့်ရဲ့ဦးနောက်ထဲမှာသိသိထားတဲ့အခါမှာတဟုံးကြီးကိုလှူရှာရုံးကန်တဲ့အခါမှာတက်ခဲ့တဲ့အခါမှာပြင်းထန်လာတဲ့အခါမှာကုသယောဂဆိုသလိုပဲဟိုဘက်အခန်းကကောင်းတဲ့အတွေးကိုတွေရှိရင်တောင်အိမ်ဘက်ကိုသွားပြီးတော့သိုးစေတတ်တယ်နောက်ကုသယောဂနဲ့နိုင်ရနော်ဒါတော့ကြောင့်ကိုယ့်ရဲ့အုံနောက်ထဲမှာအခက်ငယ်ပေါင်းများစွာရှိရင်ကိုကနေပြီးတော့အခက်ငယ်ပေါင်းများစွာမှာကိုလိုအပ်တဲ့ကိုနဲ့အသုံးဝင်တဲ့အရာတွေသိသိရမယ်မလိုအပ်တဲ့အရာတွေသိသိနဲ့တန်ဖို့ရှိတဲ့အရာသိသိတန်ဖို့ရှိတဲ့အရာကိုမှရမှာပေါ့ကိုပိုင်ဆိုင်နေမှာပေါ့ဒါတော့ကြောင့်ကိုမှတ်ထားရမှာကအုံနောက်ဟာအခက်ငယ်ပေါင်းများစွာရှိတဲ့အိမ်ကြီးတစ်လုံးဒါမှမဟုတ်
တကြီးတက်တဲ့ဆိုရင်အသုံးဝယ်တာဆိုရင်အသုံးလို့ရင်သုံးဖို့ရမယ်အသုံးဝယ်တာတွေဆိုရင်အသုံးလို့ရင်သုံးဖို့မရှိဘူးတဲ့ဒါကိုမှတ်ထားဖို့ဒါတော့ကြောင့်ဒီနေရာမှာကိုကနေပြီးအသုံးလိုတာဘာလဲဘာတွေအသုံးလိုတာလိမ့်မလဲအသုံးမလိုတာဘာလဲဘာတွေကရှစ်ဆက်ပြီးတော့အနောက်ရှစ်တွေဖြစ်စေနိုင်မလဲအပူတွေဖြစ်သွားစေမလဲကိုတွေးကြည့်တရားတွေးကြည့်ကိုဘွားတော့ကိုတရားတွေးကြည့်ကိုလိုတယ်